ဘာပေါ်မှာလူတွေအများဆုံးလုံးဆောင်ကြတဲ့အရာတွေကတကူကတော့ကျမ်းမာရေးကိုယူဆိုင်တာတချို့ကကျင်သွားကြတယ်တချို့ကလမ်းလျှောက်ကြတယ်တချို့ကစပိန်စီးတာချင်းကတ်တာနဲ့တခြားအားကစားကိုရွေးချယ်ကြပါတယ်ဒါပေမဲ့အဲ့ဒီအားကစားတွေကြားထဲမှာတေဘယ်တက်နစ်ဟာလူတော်တော်များများလက်လူရှူထားပေမဲ့ကျမ်းမာရေးအတွက်အကျိုးကျေးဇူးများစွာပေးနိုင်တဲ့အားကစားတစ်ခုဖြစ်ပါတယ်ဒါဆိုတေဘယ်တက်နစ်ကိုပုံမှန်ကစားပြီးရင်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်နဲ့အုံနောက်မှာဘယ်လိုပြောင်းလဲမှုတွေဖြစ်လာနိုင်လဲ။ဘာကြောင့်ကျမ်းမာရေးပညာရှင်တွေကဒီအားကစားကိုကစားဖို့တိုက်တွန်းကြတယ်။ဒီနေ့ဗီဒီယိုမှာတော့သိပ္ပံနည်းကျလေးလာတွေ့ရှိချက်တွေနဲ့အတူတေဘယ်တက်နစ်ရဲ့ကျမ်းမာရေးအပေါ်တက်ရောက်မှုတွေကိုတစ်ချက်ချင်းစီပြပြပေးမှဖြစ်တဲ့အတွက်ဗီဒီယိုကိုအဆုံးထိကြည့်ရှုလို့အားလုံးကိုဖိတ်ခေါ်လိုက်ပါပထမဆုံးအနေနဲ့ပြောင်းလဲလာတာကတော့ကျွန်တော်တို့ရဲ့အုံနောက်တေဘယ်တက်နစ်ဟာဘောလုံးတစ်လုံးကိုရိုက်နေတာတဲ့အများကြီးပို့ပါဘောလုံးရဲ့အမြန်နှုန်း spin လာရတဲ့အချိန်ကိုစက္ကန့်ပိုင်းအတွင်းခံမှန်းပြီးသုံးဖြတ်ရတဲ့အတွက်အုံနောက်ကအမြဲအလုံးလုံးနေရပါတယ်ဒါကြောင့်လေသူတည်တနာအချို့မှာတေဘယ်တက်နစ်ဟာအာယုံစူးစိုက်နိုင်စွမ်းတုံ့ပြန်နှုန်းနဲ့လက်မျက်လုံးညှိနှိုင်းလှုပ်ဆောင်နိုင်စွမ်းကိုတိုးတက်စေတဲ့အားကစားတစ်ခုအဖြစ်ဖော်ပြထားပါတယ်နောက်ပြီးပုံမှန်ကစားပြီးရင်နှလုံးရဲ့သွေးလက်ပတ်မှုစနစ်ကိုလည်းကောင်းမွန်စေပါတယ်တေဘယ်တက်နစ်ဟာအဆက်မပြတ်လှုပ်ရှားနေရတဲ့ aerobic exercise အမျိုးအစားတစ်ခုဖြစ်တာကြောင့်နှလုံးအလုံးလုံးနိုင်စွမ်းကိုတိုးတက်စေပြီးကယ်လိုရီတွေလည်းလောင်ကျွမ်းစေပါတယ်။ဒါအပြင်စိတ်ပိုင်းဆိုင်ရာအကျိုးကျေးဇူးလည်းရှိပါတယ်။တစ်နေ့လုံးအလုပ်ကြောင်းဒါမှမဟုတ်ဖုန်းရှိမှပဲအချိန်ကုန်နေတဲ့အခါ stress တွေစုပုံလာတာတဘာဝပါ။ဒါပေမဲ့တေဘယ်တက်နစ်ကစားတဲ့အချိန်မှာဘောလုံးကိုပဲအာရုံစိုက်နေရတဲ့အတွက်တခြားအသွေးတွေကိုခဏလောက်မိထားနိုင်ပါတယ်။ပင်ပေါင်ရိုက်တဲ့အခါခန္ဓာကိုယ်ကမုတ်ကိုကောင်းစေတဲ့ဓာတ်တွေထုတ်ပေးနိုင်တာကြောင့်ကစားပြီးတဲ့အချိန်မှာလူတော်တော်များများကစိတ်ပေါ်ပါသွားတယ် stress လျော့သွားတယ်လို့ခံစားရတတ်ပါတယ်။ဒါပေမဲ့ကျန်းမာရေးကောင်းမှုဆိုတာအားကစားတစ်ခုတည်းနဲ့မလုံလောက်ပါဘူး။နေ့စဉ်ဘဝမှာကိုယ့်အချိန်ကိုစနစ်တကျစီမံနိုင်ဖို့ငွေကြေးကိုလည်းစနစ်တကျစီမံနိုင်ဖို့လိုပါတယ်။ဒီဗီဒီယိုကိုအားပေးပတ်မိုးထားတဲ့ ARB ကလည်းလူတိုင်းရဲ့နေ့စဉ်ဘဝကိုပိုအဆင်ပြေစေမဲ့ financial service တွေကိုလည်းကူညီပံ့ပိုးပေးနေပါတယ်။ ARB ကယခုဆိုအိမ်မက်တွေတကယ်ဖြစ်လာဖို့ ARB ကိုသုံးကြဆိုတဲ့ campaign ကိုပြုလုပ်နေပြီး9000ကျပ်နဲ့အထက် ARB နဲ့ scan ဖတ်ပြီးဈေးဝယ်တာပဲဖြစ်ဖြစ်ဖုန်းမေးဖြည့်တာမီတာပေးဆောင်တာပဲဖြစ်ဖြစ်တစ်ခါသုံးပြီးတိုင်းမှာ digital ticket တစ်ဆောင်ရရှိမှာဖြစ်ပြီးအဲ့ ticket လေးတွေစုထားရုံနဲ့ campaign မှာပါဝင်ကန်ဆန်းနိုင်ပြီးစုချေး3,300 3,100အပြင်တခြားစုမယ်ပေါင်းများစွာပါဝင်ကန်ဆန်းနိုင်မှာဖြစ်ပါတယ်။ campaign ကအခုစတင်နေပြီဖြစ်တဲ့အတွက် ticket များများစုထားပြီးပါဝင်ကန်ဆန်းကြဖို့အားလုံးကိုဖိတ်ခေါ်ပေးပါတယ်။ကျွန်တော်တို့အကြောင်းအစီပြန်သွားလိုက်ကြရအောင်။တေဘယ်တက်နစ်ဟာတစ်ဖက်လူနဲ့အများနဲ့မျက်နှာချင်းဆိုင်ပြီးကစားနေရတဲ့အားကစားတစ်ခုပါ။ white တမက်ရတိုင်းရေမောကြတယ်။အော်ဟေးကြတယ်။တယောက်နဲ့တယောက်စကားပြောကြတယ်။ဒီလိုအပြန်နဲ့ဆက်သွယ်မှုတွေကအဓိကမှုကိုရောကြစေပြီးလူမှုဆက်ဆံရေးကိုပုံမကောင်းမွန်လာနိုင်စေတယ်လို့လေ့လာမှုတချို့ကဖော်ပြထားပါတယ်။ဒါကြောင့်လည်းအသက်ကြီးတဲ့လူတွေကနေကလေးတွေအထိတေဘယ်တက်နစ်ကိုကျန်းမာရေးအတွက်တာမှာကလူမှုဘဝပုံမကောင်းမွန်လာဖို့အတွက်မှာရွေးချယ်ကစားကြပါတယ်။ကျွန်တော်ကိုယ်တိုင်လည်းဒီအချက်ကိုသဘောကျနှစ်သက်လို့စော့ကစားနေတဲ့ player တွေကတယောက်တေဘယ်တက်နစ်ဟာကျမ်းမာတဲ့လူတွေအတွက်တာမဟုတ်ပဲပြန်လည်တန်ဆွမ်းရေးအစီအစဉ်တွေမှာပါအသုံးပြုနေကြတဲ့အားကစားတစ်ခုဖြစ်ပါတယ်။ဥပမာကင်ဆာ treatment ခံယူပြီးတဲ့လူနာတချို့မှာကိုယ်လက်လှုပ်ရှားနိုင်စွမ်းပြန်လည်တိုးတက်လာစေဖို့နဲ့နေ့စဉ်ဘဝကိုပြန်လည်လိုက်လျောညီတွေဖြစ်အောင်လေ့ကျင့်ခန်းတစ်မျိုးအဖြစ်အသုံးပြုကြတယ်လို့ပါကင်ဆန်သတိရှိတဲ့လူနာတချို့အတွက်လည်းတေဘယ်တက်နစ်ကအထောက်အကူဖြစ်နိုင်တယ်လို့သုတေသနချုပ်ကဖော်ပြထားပါတယ်။ဒါကြောင့်တေဘယ်တက်နစ်ဟာအနိုင်ရှုံးအတွက်ပဲကစားရတဲ့အားကစားတစ်ခုမဟုတ်ပါဘူး။အုံနောက်ကိုအလုံးလုံးစေတယ်။နှလုံးကျန်းမာရေးကိုအထောက်အကူပြုတယ်။ stress ကိုလည်းရောကြစေနိုင်တယ်။လူမှုဆက်ဆံရေးကိုပုံမကောင်းစေလာနိုင်တယ်လို့ကျန်းမာရေးအားနည်းတဲ့သူတွေအတွက်လည်းပြန်လည်တန်ဆန်းရေးလေ့ကျင့်ခန်းတစ်ခုအဖြစ်အထောက်အကူဖြစ်နိုင်ပါတယ်။ဒါပေမဲ့တေဘယ်တက်နစ်ဟာစေဝါတစ်မျိုးမဟုတ်လို့ယောဂတိုင်းကိုကုသပေးနေတဲ့အရာလည်းမဟုတ်ပါဘူး။ကျန်းမာတဲ့လူနေမှုပုံစံတစ်ခုရဲ့အစိတ်ပိုင်းတစ်ခုဖြစ်တဲ့သုတေသနတွေကထောက်ပြထားတာဖြစ်ပါတယ်။ဒါကြောင့် brother တို့ကအခုဒီတေဘယ်တက်နစ်ကိုမကစားဘူးသေးရင်တစ်ခေါက်တော့စမ်းကြည့်ဖို့အကြံပြုချင်ပါတယ်။တချို့ကချန်ပီယံဖြစ်ဖို့ကစားကြတယ်။တချို့ကကျန်းမာရေးအတွက်ကစားကြတယ်။တချို့ကတော့ပျော်ရွှင်မှုနဲ့တငယ်ချင်းအသစ်တွေရဖို့ကစားကြပါတယ်။ဘလို့အကြောင်းအရာတွေပဲဖြစ်ဖြစ်တေဘယ်တက်နစ်ဟာလူတိုင်းအတွက်တန်ဖိုးရှိတဲ့အားကစားတစ်ခုဆိုတာမပြောင်းလဲပါဘူး။ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။အားလုံးပဲ God bless you ပါ